လူတယောက်ကိုမုန်းပြီဆိုလို့ရှိရင်ဘယ်လိုတွေးပြီးမုန်းတာတော့ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့ဘူးတယ်အခုလည်းလှုပ်နေတုံးပဲနောက်လည်းလှုပ်အောင်မှာပဲဟောသုံးခုနော်ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတုံးပဲနောက်လည်းလှုပ်အောင်မှာပဲဒီအတွေးတစ်မျိုးမျိုးဟာဒေါသကိုဖြစ်ပွားစေတယ်နောက်တစ်ခုကဒီလူဟာငါနဲ့ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့ဘူးတယ်အခုလည်းလှုပ်နေတုံးပဲနောက်လည်းလှုပ်အောင်မှာပဲသုံးခုဒီအတွေးတွေဟာဒေါသကိုဖြစ်ပွားစေတတ်တဲ့အတွေးတွေနောက်တစ်ခုကဘာလို့ဆိုရင်ဒီလူဟာငါနဲ့မတည့်တဲ့ငါရန်သူရဲ့အကျိုးတွေကိုအရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတော့ပဲနောက်လည်းလှုပ်အောင်မှာပဲဆိုတဲ့အတွေ့ပေါင်းလိုက်တဲ့အခါကျတော့ကိုးခုရှိတယ်နောက်တစ်ခုထပ်ထည့်လိုက်ပဲအဋ္ဌာဏကောပဆိုတာရှိသေးတယ်ဘယ်လိုစိတ်မဆိုးရမယ့်နေရာလဲစိတ်ဆိုးတယ်ဘယ်လိုနေရာတော့ဆိုရင်လမ်းသွားရင်ခလုတ်တိုက်ခြေတော့နာသွားတဲ့အခါကျတော့အဲ့ဒီခလုတ်ကြီးတိုက်ရကောင်းလားဆိုပြီးခလုတ်ကိုအဲ့ဒါဒုံးနဲ့ရိုက်တယ်နော်နေပူလို့ဆိုပြီးတော့စိတ်ဆိုးပြီးတော့နေကိုကြိတ်သေးတယ်ဒီလိုကလည်းရှိသေးတယ်နော်ဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးတယ်တခါကြီးတယောက်မန္တဆင်တယ်မန္တဆင်တော့လေရတိုက်လေတိုက်လိုက်မန္တဆင်လေးကမချီရခင်ပြုတ်ထွက်သွားလိုက်ကြာတော့စိတ်ဆိုးတော့အနာရရှိတဲ့ဓမ္မနဲ့လေကိုထရန်အဋ္ဌာဏကောပလို့ခေါ်တယ်လေနဲ့လည်းရာဖြစ်တာပဲလူကတခါကြီးတယောက်ကတော့မြေเจ้าမှာနေတာကိုပညာကိုဆန်တက်တဲ့အခါကျတော့လေတိုက်လို့ရှိရင်ရွက်ကလေးထောင်ဆန်တက်သက်တာတယ်အသာလေးပက်တဲ့လေးနဲ့နောက်ကနေပြီးတော့ချိတ်ပြီးအသာလေးလိုက်သွားလူကသက်တာအဲ့လိုမဟုတ်ဘူးမြေရည်စည်းကလည်းတန်တယ်လေကလည်းမတိုက်ဘူးဆိုတဲ့အခါကျတော့ဘာလို့ရတော့ကုန်းပေါ်တက်ကျိုးနဲ့လှေဦးကိုချီပြီးတော့လှေကြီးကိုဆွဲသွားလော်တက်လို့မရဘူးကျိုးနဲ့ဆွဲပြီးတော့ကဘာတစ်လျှောက်လုံးကုန်းယုံပြီးတော့အဲ့ဒါသွားအဲ့ဒီလိုနီးနဲ့ဆန်းလာတာရွာနာရောက်ပြီဆိုတော့လေကဖြူဖြူနဲ့တိုက်လာတဲ့အခါကျတော့စိတ်တူလာတယ်ပေါ့ငါတလန်းလုံးဒီလေကိုမျောလာတာမတိုက်ဘူးခုမှတိုက်ရကောင်းလားလို့ဆိုပြီးတော့ရွက်ထောင်ပြီးတော့ရွာကျော်ဆန်တက်သွားတယ်ခုမှတိုက်တာကဲတိုက်စား